ကျွန်တော်တို့ကမိုက်ခရိုဖုန်းနဲ့အနီးကပ်ကျွန်တော်တို့ကအတန်မသွင်းခဲ့ဘူးဆိုရင်ဘာပြဿနာတွေရှိနိုင်လဲပေါ့နော်ကျွန်တော်တို့ကကျွန်တော် stream မှာလာသွင်းတဲ့ artist တယောက်ကိုကျွန်တော်တို့ကစကားတစ်ခုပြောဖို့ရှိပါတယ်ပေါ့နော်အဲ့ဒါဘာလေးလဲဆိုရင်ကျွန်တော်တို့က mic ရဲ့ position ကို view site ပါပေါ့နော် mic ရဲ့ position ကို view site ခိုင်းနေဆိုတာကဘာကိုပြောရလဲဆိုရင်သူ့ကို record စဖမ်းပြီဆိုတာနဲ့ကျွန်တော်တို့က mic position ကိုကျွန်တော်တို့ကဘယ်လောက်ထိဘာသာဆိုချင်လဲဆိုတာကိုကျွန်တော်တို့ကသတ်မှတ်ပေးရမယ်ဥပမာအဖြစ်ဒါ mic တစ်ခုပေါ့နော်ဒီ mic ကိုကျွန်တော်တို့က record စဖမ်းပြီဆိုတာနဲ့ဘယ် position ကိုတွင်းနေတာလဲအဓိကလက်လောက်လေးထားပြီးတော့ကျွန်တော်တို့ဆိုချင်တာလားလောက်လေးအဲ့လိုအနီးကပ်ဆိုချင်တာလားဝေးဆိုချင်တာလားသူ့ဘောရွေးချယ်ပေါ့နော်ရွေးချယ်တဲ့အချိန်မှာ तू ကလည်း record ဖမ်းနေနေ तू ကဖုန်းလာတာဖြစ်ဖြစ်ဖုန်းထွက်ပြောတာဖြစ်ဖြစ် toilet သွားတာဖြစ်ဖြစ်အရေးကြီးကိစ္စရှိလို့မုတ်သွားဝေးတာဖြစ်ဖြစ်နောက်တစ်ခေါက်ကျွန်တော်တို့တွင်းတဲ့အချိန်မှာလည်းအဲ့ position မှာပဲရှိနေရမယ်ပေါ့နော်အဲ့ position မှာကျွန်တော်တို့ကမရှိခဲ့ဘူးဆိုရင်ပထမတွင်းတဲ့တစ်ခေါက်မှာဒေါ်လောက် position နဲ့တွင်းလာတယ်ဒုတိယတွင်းတဲ့တစ်ခေါက်မှာဒေါ်လောက်ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ကအကွာအဝေး balance ကမညီရော့ပဲနဲ့ကျွန်တော်တို့ကအတန်ကတူးသွားတာတို့ကျေသွားတာတို့ပြဿနာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကြောင့် my position သတ်မှတ်ပေးရမယ်အဲ့ဒါကအရင်အရေးကြီးပါတယ်နောက်တစ်ခုကဆိုရင်ကျွန်တော်တို့ audio engineering သမားတွေက sound card မှာရှိတဲ့ gain ကိုကျွန်တော်တို့ gain input ကိုကျွန်တော်တို့က view site ကမယ်ပေါ့နော်အဲ့ gain input ကဘယ်လောက်ထိအရေးပါလဲဆိုရင်ကျွန်တော်တို့က90ထားမှာလားဥမာအဖြစ်30ထားမှာလား90ထားမှာလား90ထားမယ်ဆိုရင်အဲ့ခုန90ထားတဲ့ဥစ္စာက90ပဲပြန်ထားမယ်အဲ့90မှာအဲ့ quality ပဲဒီရဲ့ mic input gain ပဲသူရှိနေရမယ်ပေါ့နော်အဲ့ဒါကလည်းအရင်ရေးကြီးတဲ့အချက်တွေမှာပါဝင်ပါတယ်